customer ရလေမမတို့ဆိုင်ရာရေဒနာတွေကိုစိုက်လို့ဝဲတယ်ဆိုတာထက်သမီးတို့ညကိုစွတ်လို့ဆိုပြီးအားပေးကြတာအခုတခြားဆိုင်တွေကသမီးတို့အရန်လိုချင်နေကြတာနော်အခုမမတို့ပေးရလားစာထက်ဆယ်စားပို့ပေးရဆိုင်တွေတော့သမီးတို့မှရှိနေပြီနင်တို့ကမှဟိုပေါင်ပြေးကဒီပေါင်ပြေးကနဲ့ကျေးဇူးရှင်ကိုကျေးဇူးကမ်းပြီးတော့လေနင်တို့လာလောက်တာလေဂျာကြီးဘလို့ဖြစ်တာလဲဟုတ်ပါအမနိုင်ငံသားသွားနေတဲ့ကာလအတွင်းမှာထုံးဝင်းနဲ့လောင်ဝင်းကဘာဖြစ်လို့အဲ့လောက်တောင်စိုးဝါရတာလဲဟုတ်ပါတယ်မမရေသူတို့ကလေဒီ live save လွှင့်တာလည်းအရန်တော်တယ်နောက်ပြီးတော့ဒီဆိုင်ရဲ့အဓိကဝင်ငွေရလဲလေသူတို့ဖြစ်နေလို့ဖြစ်နေတဲ့အခါကျတော့လေညီမနည်းနည်းအလိုလိုက်မိသွားတာဂျာကြီးအဲ့လိုပြောလို့မရဘူးလေအမဝန်ထမ်းတွေအကုန်လုံးကြောသားရင်သာမခွဲခြားပဲနဲ့ဒန်းတူအမထားတာလေနော်ဂျာကြီးကိုယ်တိုင်လွဲနေပြီပြီးတော့တကယ်တမ်းကျေးဇူးရှိကျေးဇူးရင်မေစင်ကသူတို့ပုံမှာပို့ပြီးကျေးဇူးရှိတာလေသူတို့ဒီလိုအခြေအနေဖြစ်လာအောင်မေစင်ကခေါ်လာပေးတာလေဂျာကြီးရဲ့နော်အေးဂျာကြီးအဲ့တိုင်းတော့သွားလို့မရတော့ဘူးနော်ဟုတ်ကဲ့မမအေးကဲသွားသူတို့ညကိုမရှိလွတ်လိုက်နော်အေးလောင်ဝင်းနဲ့တူဝင်တမီးတို့ဒီအပိုင်းဘယ်လိုဖြစ်တာလဲဘာဖြစ်လို့လဲမမရဲ့ဘာဖြစ်ရမှာလဲမမအဲ့လိုမျိုးဝန်ထမ်းချင်းချင်းကိုနိုင်တဲ့စင်းနေပြောတာမမလုံးဝမကြိုက်ဘူး။အော်မမရဲ့မောင်မရိုင်းဆိုင်တာမဟုတ်ပါဘူးမမရဲ့တမီးတို့က live sale ရောက်တာဆိုတော့ပြင်ပန်းတယ်လေမမရဲ့အဲ့တော့ live sale ရောက်ပြီလို့ရှိရင်ဗိုက်စာလို့မဟုတ်လေးမှာတာသူ့ရဝယ်မမွယ်ထားတာမမရဲ့အဲ့တော့အဲ့လိုလေးစူလိုက်မိတာကိုတမီးတို့ကအပြစ်ရှိလို့လားမမရဲ့အပြစ်မှမဟုတ်တာအေးလေဗိုက်စာလို့မဟုတ်စားခြင်းနဲ့ဆိုလေတမီးတို့ကောင်းကောင်းမပြောလို့ရတယ်လေတမီးတို့အဲ့လိုမျိုးမမရန်ပြောစရာမလိုဘူးလေအော်မမရဲ့သမီးတို့ကမမတို့ customer တွေအများကြီးရှာပေးထားတာနော်အဲ့ဒီ customer ရလေမမတို့ဆိုင်ရာရေဒနာတွေကိုစိုက်လို့ဝဲတယ်ဆိုတာထက်သမီးတို့ညကိုစွတ်လို့ဆိုပြီးအားပေးကြတာအခုတခြားဆိုင်တွေကသမီးတို့အရန်လိုချင်နေကြတာနော်အခုမမတို့ပေးရလားစာထက်ဆယ်စားပို့ပေးရဆိုင်တွေတော့သမီးတို့မှရှိနေပြီသမီးတို့ကသစ္စာရှိလို့ဒါအမတို့ဆိုင်မှာနေနေရနော်အဲ့ဒါကိုမမတို့ကကျေးဇူးတောင်တင်ရအောင်မှာကဲအဲ့ဒါဆိုလဲလေတမီးတို့နှစ်ယောက်တက်လန်းရှိတဲ့တမီးတို့လာစာဆယ်စားပေးတဲ့ရှိတာတွားလိုက်ကြပါတော့အမတမီးတို့နှစ်ယောက်ကိုမတားတော့ဘူးနော်ဟုတ်ကဲ့မကျေးဇူးပဲနော်တွားလိုက်ပါမယ်ရှင်မသူတို့လာစာဆဲစားပေးမယ်ဆိုတာတကယ်လားဟုတ်တယ်သူတို့ညောက်ကငါလာစာဆဲစားပေးပြီးခေါ်လိုက်မယ်နေရအောင်ခေါ်ခဲ့နော်စိတ်ချပါငွေဒီတစ်ပတ်အတွင်းရအောင်ခေါ်ပေးမယ်သူတို့ညောက်ကိုငါဆိုင်မှာဒီတစ်ပတ်အတွင်းလိုက်ဆေးထိုင်တာငါမြင်ချင်တယ်နော်စိတ်ချပါမရေငွေကြိုးစားပေးမယ်ကဲအများကြီးအားပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက် live ချိန်မှာပြန်တွေ့မယ်စိတ်နဲ့တေချာပြန်မအောင်နော်အယောင်ရောင်ရတာပဲကွယ်မမညီမလေးတို့ရောင်းတော့ကြရဲ့လားရှာကောင်းတယ်မမရေဝုတ်ဝက်ကွယ်ကိုရောင်ရတာပါတိတယ်ဒါပဲနော်မညီမလေးတို့အားကိုးထားတာနော်အားကိုးရမှာပေါ့မမရဲ့ညီမလေးတို့နှစ်ယောက်ကလေ live scene နဲ့ပတ်သက်အရှမ်း lucky ကောင်းတာမတိရဲ့အဲ့ဒါကြောင့်လေမကလေရွှေသမီးထက်ဆယ်စားပို့ပေးပြီးတော့ညီမလေးတို့ခေါ်ရတာဒါပဲနော်ရွှေသမီးကမိတ်တွေမရွှေခေါ်လာမှာနော်စိတ်ချမမနောက်တစ်လားဆိုလို့ရှိရင်လေဟိုဘက်ဆိုင်ရာ customer တွေအကုန်လုံးဒီဆိုင်ကိုရောက်လာစေရမယ်အဲ့တလားလေးအတွင်းမှာလေခဏလေးနဲ့ကိုရောက်လာမှာစိတ်ချမမဒါဆိုရင်ရွှေသမီး live ကနေမိတ်တွေကမရွှေတစ်လားဆိုရင်ရောက်လာတော့မှာပေါ့ဒါပေါ့တစ်လားတော့မကြောက်မယုံရင်စောင့်ကြည့်နေလိုက်နော်တငယ်ချင်းစောင့်ကြည့်လိုက်နော်မမတစ်လားကဲအဲ့ဆိုဒါလေးတင်လိုက်တော့နော်ကဲပစ္စည်းလေးတင်ပေးပါအောင်ဝေးညီမလေးတို့ကုညီဟုတ်ကဲ့ပါမမလေးဒါလေးယူပေးပါတငယ်ချင်းဘိုက်စာလိုက်တာစာပေါ့ဟဲ့အရှမ်းပင်ပန်းလိုက်တာညီမလေးတို့ဘိုက်စာနေကြ ਈ လားဟုတ်စာလေးခဏလေးစောင့်နော်ရွှေဝီဒီနဲ့လာပါအောင်ငါလည်းကြာ ਈ ဟဲ့ဒီမှာညီမလေးဘိုက်စာနေသွားခုချက်ချင်းကော်ဖီသွားဖြောမုံမှယူခဲ့နော်ညီမကလိုက်ဆေးလွှင့်ဖို့လာဒါကြီးလုပ်ဖို့လာမဟုတ်နေလက်စေးရောင်းတော့ငါရောင်းရလို့လားသွားငါခိုင်းတာလို့မြန်ယူညီမလေးတို့ခဏလေးနော်ဒီငါရောင်းလို့လားမသိဘူးဆက်ကြောရအောင်ဟုတ်ပါကွယ်ညီမလေးတို့ရောင်းတာလေဟုတ်ကွယ်ရောင်းရကလေးတို့ဒါလေးယူပေးပါခဏလေးနော်ညီမလေးတို့ဒီမှာအန်ဒီဘာလို့ဒီလမ်းထဲမှာလေထုံးဝဲတန်တာဘုံနဲ့လောင်ဝတ်တန်မိုးတို့သိလားသိတယ်သူတို့အိမ်ကဗမာလေသိလားဗမာလေဟောလာမမြင်ဘူးလားလာနေတာမမြင်ဘူးလားနေကားနေလားတွေ့ပါလေညီမလေးတွေ့ရလူဟာမမသိ
ထိုးဝဲတန်နာဘောလာဝတ်တန်မိုးတို့လက်ကောင်လောက်လာကြမလို့တော့ဘူး ဟဲ့လာပြောတာနေမဟုတ်တယ်လမ်းပြောနေတော့ ဟုတ်တာပြောစရာလားတထင်းမပြောတယ်ငါပြောတာ ဟဲ့ဘာမှအလုပ်တော့ဆက်ဘာအကြောင်းမှမရှိဘူးဟဲ့နင်းတော့အသုံးမကျလို့ငါတို့ဆယ်စားပဲပြီးခေါ်ထားရလေတငယ်ချင်းရှုံးနေနဲ့ ရှောင်းကြအကြောင်းရှုနေတာငါတော့မနာလို့ဖြစ်နေကောက်ပါ ဘာငါမနာလို့ရမှာလဲနင်တို့ကမှဟိုပေါင်ပြေးကဒီပေါင်ပြေးကနဲ့ကျေးဇူးရှင်ကိုကျေးဇူးကမ်းပြီးတော့လေနင်တို့လာလောက်တာလေအဲ့တော့အခုတော့နင်တို့မလို့အဲ့လိုတထင်းမမခေါ်တော့တာလက်ကောင်နင်တို့ပြုတ်ပြီးလာကြမလို့တော့ဘူး အေးနေတာမနာလို့လာပြောတဲ့ကောက်မ အမလေးအရက်ကတော့ရေနားထောင်ကြည့်ပါဦးငါမနာလို့ကြားလားဒီကောင်မနဲ့ကောင်ကလေကျေးဇူးရှင်ကိုကျေးဇူးကမ်းနဲ့ငမဲမတယ်နော်ဟိုပေါင်ပြေးကဒီပေါင်ပြေးကနဲ့တက်ဆဖောက်တဲ့ဟာမတွေတက်ဆပေါက်မတယ်ပေါင်းရင်ကြည့်ပေါင်းကြဒီကောင်မနဲ့ကောင်နဲ့ အေးလာတော့တာနေတွေ့ပဲလားဒီဘာမှလည်းကောက်ပါငါနဲ့တွေ့ပဲတာပဲကောက်မနေလိုက်ရစမ်း ဟာသမီးဘာဖြစ်လာတော့ဟမ်ဘာဖြစ်လာတော့လာမယ်လား ဘာဖြစ်ပါဦးလေးလေးရဲ့အဲ့ကောင်မချက်ခွတ်တဲ့လာပြီးလေးလာကျဲနေရတမီးတို့လာစော်ကားနေရ တတ်မနာလို့လာပြောရလေအမေရဲ့ ဟုတ်တော့အော်ကြီးဖြစ်ကြနေစိတ်တွေပူလိုက်တာငါ တော့ပြီးစိတ်ထဲထားမနေနဲ့တော့ ဘာဖြူတော့ကြည့်ကြည့်တော့ဘာဖြူလေးလေးငါလည်းတော့လာမယ်နော်တမီးတို့တော့တော့တော့ကြည့်ကြည့် ထားပြီးသားစေးထား ဟုတ်ကဲ့ဟုတ်ကဲ့ အော်ဒုက္ခငါနဲ့လန့်လိုက်တာအဲ့ဒါပဲလူတွေကလေကောင်းစားပြီဆိုရင်မနာလို့ကြဘူးဟမ်စားဟုတ်တယ်ဒီမှာနင်တို့ငါ့ရဲ့တရားဝင်ဝင်တန်းလားအဲ့ဒါဆိုအဲ့စာတော့ယူလာခဲ့နင်တို့3လစာပေးလိုက်ဟုတ်ပြီနော် ညီမလေးတို့မြေတောင်မြောက်ပေးတဲ့ကိုယ့်ရဲ့ကျေးဇူးရှင်ဆိုင်ကိုပြစ်ပြီးတော့ဆက်စားပေးတဲ့ဆိုင်ကိုကူးခဲ့သေးတာပဲအခုစိတ်ရွှေရတနာလောကအချင်းချင်းလေးပါအေးညီမလေးတို့ကလူကျင့်ဝတ်ကိုဖောက်ဖျက်တဲ့အတွက်ညီမလေးတို့လည်းဘယ်ဆိုင်မှအလုပ်ခံမှာမဟုတ်ဘူး ဟိုတမီးတို့အခုအစင်မပြေတဲ့အချိန်မှာမမငွေကြေးပိုင်းတွေကုညီပေးနိုင်တယ်ဟိုအလုပ်တော့ပြန်ခတ်မေးလို့မရဘူးပေါ့နော် မင်္ဂလာပါရှင်ညီမတို့ရဲ့ရွှေသမီးစိန်ရွှေနာဆိုင်က Lion King Group of Company Limited လက်အောက်မှာရှိပါတယ်ရှင်ရွှေသမီးစိန်ရွှေနာဆိုင်ရဲ့ဆိုင်ခွဲတွေကတော့ဆိုင်နံပါတ်1အမှတ်24ကို4000ကန်လမ်းမကြီးတငန်းကျွန်းမြို့နယ်ကပ်ချီယာမှတ်တိုင်အနီးဖုန်းနံပါတ်တွေကတော့394338395214 394338395219တို့ဖြစ်ပါတယ်ဆိုင်ခွဲနဲ့နံပါတ်309 R3 29လမ်းနဲ့လမ်း30ကြားဘိုလ်ချုပ်လမ်းပပဲရဲမြို့နယ်ဖုန်းနံပါတ်လေးကတော့3988331448တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင်။ဆိုင်ခွဲ3မင်းနနာလမ်းနဲ့တီတာနွယ်လမ်းတောင်တကေတာတစ်စေးကွေးမှတ်တိုင်အနီးဒေါ်ပုံဖုန်းနံပါတ်လေးကတော့3995446146တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင်။ညီမတို့ရဲ့ရွှေသမီးစိန်ရွှေနာဆိုင်စိန်နယ်ကြောက်ထည်များရဲ့အလဲအယောင်လေးကတော့စိန်ထဲတစ်နှစ်အတွင်းအလဲ 0% အယောင် 5% ကြောက်ထဲတစ်နှစ်အတွင်းအလဲ 3% အယောင် 8% တစ်နှစ်နဲ့အထက်စိန်ထဲကြောက်ထဲအလဲ 0% အယောင် 0% နှစ်နှစ်နဲ့အထက် 2% အမြတ်3နှစ်နဲ့အထက် 3% အမြတ်နှစ်လိုက် 10% to 100% အထိအမြတ်တွေပေးသွားပါတယ်ရှင်စိန်ရွှေကြောင့်မြရတနာများကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ညီမတို့ရဲ့ရွှေသမီးဆိုင်ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရရှင်။